今年了，就那computer问题了，另外要么西巴嘞，有了嘛，第二要考为的你吧，就那带嘛被敲死你吧了西巴嘞，了第二的俺是敲死了，你夸他你吧，就那送你多你吧喏，太吧，就说了就那马斯的丘比了表演，对，就那了那些嘛。你扭到 Democratic Party UDP， 我给他打完谈送你吧嘞，就那边教民考自空中上批吧嘞，他们无从按你的了，就60个表情吧嘞，比如有个了嘛，就谁没讲吧，比如都还看你那去嘛，这个谁没讲吧，了阿努的有个面比用，比如路途的交嘛，也对就速冻对吧的，要阿努比如路途的，你刚家把谁了你家把嘞，那就60钱的的，我的单子大几的，对，就我的单子大几的，UDP party的，阿努你刚的啦，明个啦吧的，比如饭几的。我的单子大几的阿龙，叫嘛把谁喏？比如的有的比把的问的，阳光单子大几的阿龙你讲的啦，有的比把的比如的，不过单子大几的阿龙叫嘛把谁明个啦吧？不过单子大几的阿龙你讲的啦，满的单子大几的，你比多恭喜的阿龙你讲的啦，生病的啦。谁看单的大几的？谁看单的大几的？喏，送票的你也是的喏，印第安你啥的？今路那个，你给我忙来嘛的？你讲的啦，那谁把嘞？比如，等你那单的，等你那为了喏，果冻的把的那些的，嘞，阿龙那谁把的？比如嘛。一开比你的，估计各位难听有个的，然后都看你的，然后嘛的，没地那骗你的，一开比多的，一开有的比把的问题，就咁样就先比没，然后年轻没，就速冻把的，一开路没有的嘞，你给忙了嘛吧，然后咁样就一开有嘛的呀，就哦。就你啥，就的啥地方喏，不到我说了个钱比你嘛，当公啥比了，印第安你啥个生呐，钱比你，一开有嘛，那就我一开，看下就路是的，没有的呗，喏，跟过了没呀吧，记住啊，那钱比你的，就钱有的比是的，喏，一开有的比的是的，钱有的比的钱。比你写的路途的阿龙，叫嘛把谁了？就弄谁来把的？前路没有人没跟过吧？我喏，弄啊就路，那俺一多人多路的，快点弄啊！我本身嘛要去的钱，刚从的西吧的，可能我一开表了呀，弄啊一开刚从我叫面的就都路的多不把的，然后一开把的弄啊。好啦，到达毛的，那里对不把的，给钱比你，给钱比你说的，现在路没有的加币，不到我了，偏毛了，好啦，几倍落空的，少了的，今天啥地的你啊吧，喏，马西的，给钱比你的，喏，蒙不下蒙说的，喏，安提文邦没有的。那马卡用个家然后地嘛嘞，过久了的八爪比，嘛没有的家里看了，的几倍，老空帮我拼毛，后边嘛写的，是空没有的，然后就没有的银空没有的，的看了就的嘛落下来吧没，记住的嘛嘞，他嘛写的，给钱比你，那个香炉没有的，的下的。公路的水没有的呗，跟过了没呀吧？记住吧。那相比你说呢，
ကျွန်တော်တို့လူမျိုးအစုံရှိပါတယ်ကျွန်တော်နိုင်ငံရေးတော်လှန်ရေးလောကမှာလည်းအဲ့ဒီနေစာမှာလေရှမ်းပြည်နယ်မှာတခြားလုံးနေခဲ့ပုတ်တယ်အဲ့ဒါတော့ရှမ်းပြည်နယ်ရှမ်းလို့ဟုတ်လားလာဟူဝါရောကိုကန်ရောနော်ရှိတယ်ကျွန်တော်တို့ညီကိုမောင်လည်းမဒီဆွေမျိုးဒီတွေးမှာခွဲလို့မရပါဘူးနော်တွေးစနေတယ်ဖြစ်နေတယ်ဒါရှမ်းပြည်နယ်ရောနော်အဲ့ဒီရှမ်းပြည်ရှိတဲ့ပေါ်ဒီဟလာတခြားလူမျိုးဒီအင်းလေးဒီအများကြီးနော်အဲ့ဒါလေလုံးဝကျွန်တော်တို့တိုင်းသားတွေတွေးခွဲလို့မရဘူးရှမ်းပြည်နယ်အားလုံးကျောင်းမှာပါစေနော်အဲ့ဒါလည်းစုသုံးပါတယ်အဲ့ဒါပြီးတော့ကြရပြည်နယ်အဲ့ခုလာပြောတယ်ကြရပြည်နယ်ရှမ်းပြည်နယ်ဆက်ရှမ်းတောင်နဲ့စတာပဲရှမ်းတောင်ဆိုတာဘောဒီဦးတကယ်လို့လူဒီကြားဖို့ဘောကောင်းဆုံးတွေအရင်တုန်းကသူသိမြင်နေရတဲ့အဲ့တော့ပန်ခန်းပေါ့အခုခေါ်လာတော့အဲ့မှာလေနေပါတယ်ကြရပြည်နယ်လေကြရလေကျွန်တော်တို့တွေကင်းကွာတော့မရပါဘူးအရင်တုန်းကပန်ဆန်းရောက်ဖို့လေအဲ့ဒီအဖိုက်တွေလေလက်ရှိကြရပြည်နယ်ရှိမယ်ရှမ်းပြည်ရှိမယ်အဲ့ဒီအဖိုက်ကိုလည်းလှုပ်ဆက်လိုက်ပါတယ်နော်ကျွန်တော်ချင်းတာကအဖားရှိအဖိုးကြီးတွေဖြစ်နေပြီကျွန်တော်လူပေါ့နော်ခင်ဗျားတို့ကျွန်တော်တို့စုံရချင်းတော့အကုန်လုံးခရီးတွေပဲနော်လူငယ်တွေပေါ့နော်အဲ့ဒါကျေးဇူးပါကြရပြည်နေလေနော်ကရင်ပြည်နေကရင်ဆိုရင်တော့ကျွန်တော်တို့ကချင်တွေတော့ကင်းကွာတော့မရပါဘူးအဲ့တော့နေရှိလူကြီးတွေတော့အဲ့ဒီတင်မှန်းတွေတော့တိပါတယ်ဆိုပါဝူကြီးခေတ်စပြီးတော့လေကျွန်တော်တို့တွေပတ်သက်တာပေါ့နော်ဆိုကရင်ဒါကျွန်တော်တို့ဆွေမျိုးတွေကရင်ဒီအဲ့တော့ကရင်ပြည်နေအစင်ပြေပါစေအိတ်ချမ်းပါစေကျောင်းမှာပါစေအဲ့ဒီမှာကျွန်တော်လှုပ်ဆက်ပါတယ်ကရင်လူမျိုးတွေအားလုံးကရင်ပြည်နေတွေညီလေးတို့အားလုံးလှုပ်ဆက်ပါတယ်နော်ပြီးတော့မုံပြည်နေလည်းကင်းကွာတော့မရဘူးကျွန်တော်တို့မုံလူမျိုးတွေကအရင်တုန်းကကျွန်တော်တွဲဖို့တာလည်းရှိပါတယ်အဲ့ဒါကြောင့်မုံပြည်နေကျွန်တော်တို့မုံပြည်နေလေးတခြားလူမျိုးတွေတော့အားလုံးကြောင်းပါမှာပါတော့ကျွန်တော်စုသုံးလိုက်ပါတယ်ကျေးဇူးပါဒါပထမဦးဆုံးလှုပ်စစ်စစ်ကားပေါ့ဒုတိယပိုင်းတော့ပြောစီချင်တော့လက်ရှိညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ပေါ့လူခေါ်တာတော့နင်းရှိဘာကြောင့်ကျွန်တော်တို့လောကဒီနင်းရှိပန်းလေအဲ့ဒါကြောင့်လူတွေကနင်းရှိနော်ခေါ်နေကြတယ်နော်အခေါ်ပေါ့နော်တရားဝင်ကော်မရှင်မှာ register လုပ်ထားတာတော့ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဒါပေမဲ့လောကတော့နင်းရှိပေါ့အဲ့ဒါကြောင့်မေးပေးရင်လေဘာမှထိမစင်စားစာလည်းဖတ်ရမလို့နင်းရှိပန်းတွေ့ရင်နင်းရှိပန်းဘေးမှာထုတ်လိုက်နော်ဒီပါတီကကျွန်တော်နည်းနည်းရှင်းပြစီချင်တော့အပြင်မှာတချို့အထင်ကြီးလွဲမှနေပါလေဒီ UDP ပါတီမှာကျွန်တော်ထောင်တယ်လို့လူတွေကပြောနေကြတယ်ဒီ UDP ပါတီမှာကျွန်တော်ထောင်တာမဟုတ်ပါဘူးအဲ့ဒီရကြီးဒီကျွန်တော်တို့မြန်မာနိုင်ငံရှိတဲ့တန်းဤပြည်နယ်လက်အောက်ရှိတဲ့မြို့လေရကြီးဒီတူအတူထောင်တာမေးကြည့်ပါကျွန်တော်တို့နိုင်ငံမှာရကြီးစုစုပေါင်းတောင်းကြော်တယ်ဘေးပြည်နယ်ပေတန်းပေရကြီးရှင်ဝင်ကျွန်တော်ကိုတန်တော့ထောင်တယ်လားမဟုတ်ဘူးအဲ့ဒီရွာအဲ့ဒီရကြီးတဲ့လူမှာသူတို့ပေါ်ကကောင်းစေချင်တော့တူအတူဒီ UDP လာမင်းတပ်ပြီးတော့မှနင်းရှိဒီပန်းကိုသူတို့ပြောတယ်နင်းရှိပင်းဗါလေပေါ်ဝမြင်တာသူတို့ပြောလာတယ်အဲ့ဒါသူတို့ပေါ်ဝကောင်းစေချင်တော့မှနာမည်တခုတပ်ပြီးတော့မှသူတို့အဲ့ဒီလာမင်းကိုခေါ်ပေးပါလို့ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ကိုယ့်အကူ UDP ဖြစ်ကိုယ့်အကူဒီနင်းရှိကိုကြက်တယ်လေနော်ကျွန်တော်တို့မြန်မာလူမျိုးဆိုနေရာတိုင်းနင်းရှိပဲအဲ့ဒါတော့သူအတူရကြီးဒီဖွဲ့သူအတူရကြီးဒီစုမေးပါအဲ့ဒီရကြီးရှင်မတက်တောင်းကြော်တယ်ဘယ်သူကကျွန်တော်ကိုတန်သွားပြီးတော့ခံပေးတယ်လေကိုတန်သွားပြီးတော့အဲ့ဒီရကြီးပါတီကိုထောင်ပေးတယ်ဒါရဲဖုန်းစစ်ရပါတယ်ကဲဒီမှာခင်ဗျားတို့ပြောဘေးရကြီးမှကျွန်တော်ကိုတန်သွားထောင်တယ်ခင်ဗျားတို့ကိုယ့်အကိုထောင်တယ်မဟုတ်လားနော်ကိုယ့်အကိုပေါ်ကကောင်းစေချင်တော့ကိုယ့်အကိုလုပ်ဟုတ်လားနော်အခုရကြီးရှိုံရမအားလုံးဒီမြို့里ရှင်အားလုံးဒီကိုယုံကြည်ချစ်ကိုခံယူချစ်ခင်ဗျားတို့ကိုယ့်အကိုဒီပါတီထောင်တာကျွန်တော်ထောင်တာမဟုတ်ပါဘူးအခုလက်ရှိ
ရကြီးရှင်ဦးတဲ့အကုန်လုံးခင်ဗျားတို့နားထောင်ရှင်ခင်ဗျားတို့တိုက်တည်ပြတော့ရတယ်ဘယ်ရကြီးမှကျွန်တော်ကိုယ်တိုင်သွားထောင်တယ်မရှိဘူးမလားခင်ဗျားတို့ကိုယ့်အကိုယုံကြည်ချက်ခံယူချက်ပေါ်ကကောင်းစေရှင်တော့ဒီပါတီထောင်တယ်မလားနော်အဲ့ဒါကိုနောက်တစ်ခုရကြီးရှင်ဦးနဲ့မြို့တွေရှင်ဦးမှုဒီခင်ဗျားတို့လာစာရချင်တယ်ပိုက်ဆံရချင်တယ်လို့ဒီပါတီကိုလုပ်တယ်လားဘယ်သူလဲအဲ့ဒါကြောင့်ကိုကျဲလေးမီဒီယာကျဲလေးလို့ခင်ဗျားမေးကျွန်တော်တိတယ်လို့ UDP ပါတီထဲမှာမြို့တွေရှင်ဦးရချင်းပိုက်ဆံရချင်တော့လုပ်လေလို့တရားမှမရှိဘူးအရင်တော့လေးရှိတယ်တော့ပါတီဝင်တွေကမကြဲတော့သူ့ကိုထုတ်ပယ်လိုက်တယ်ပိုက်ဆံရချင်နေတော့ကျွန်တော်ရကြီးရှင်ဦးမြို့တွေရှင်ဦးလုပ်လေလို့တရားမှမရှိဘူးဟုတ်တယ်မလားအဲ့ဒါကျဲလေးမီဒီယာတဲ့သူတို့ကိုမေးသူတို့လာစာရတယ်လားသူတို့ပိုက်ဆံရတယ်လားမရပါဘူးသူတို့ပါတော့လှုပ်ချင်ပေါ်ကကောင်းစီချင်လို့အဲ့ဒါကြောင့်ကိုသူတို့ကဒီပါတီ DUDP ကိုလှုပ်တာအကုန်လုံးကရကြီးရှင်မှုမြို့တွေရှင်မှုဒီကိုအဲ့ဒီမှာရှိတော့ဩစာဆိုင်တယ်အချင်းကုန်တယ်ဒုက္ခခံတယ်ဗိမ့်ပန်းခံတယ်ကိုကျိုးဆုံးတယ်လှုပ်တယ်မဟုတ်လားဟုတ်တယ်နော်အဲ့ဒါပါတီမှာပိုက်ဆံပေးခင်ဗျားတို့ကလာစာပေးတာလည်းမရှိနော်ခင်ဗျားတို့ကပိုက်ဆံပေးတာလည်းမရှိနော်ရကြီးရှင်မှုမြို့တွေရှင်မှုဒီတချို့ပြောတယ်အဲ့ဒါဆိုရင်ပါတီကလေးပါးထောက်ပံ့ရရှိတယ်ဟုတ်တယ်သူတို့စိုက်ဖို့တင်တာပေလန်းရဲတာအလန်ဒီပါတီနော်ပါတီအလန်နော်ချုပ်တာနော်ရင်သူဒီပါတီလောက်တာနော်ယုံစာရစာတန်းဒီနော်သူတို့စတီကာဒီပါတီယုံဖင်းနဲ့ဟာတော့မတလဲလေးပန်းအများကြီးတော့ကိုဆက်ကိုနေရကိုလို့မတလဲလေးပန်းတော့ကျွန်တော်တို့ပါတီရောင်ပုံဝင်မှာရှာပြီးတော့မြို့တွေရှင်ရီမှုရကြီးရှင်မှုရှိမှာတချို့တေဝက်တီဂျူစာဝမ်ရှာပြီးတော့ကိုလီပေးတာအဲ့ဒီထောက်ပံ့ကြီးနော်အဲ့ဒါတော့ရှိတယ်အဲ့ဒါမျိုးကဒါမတလဲလေဟုတ်စားဥပတရားလူတွေဆိုရင်ကျွန်တော်တို့30တော့မှကျွန်တော်တို့ဝမ်ပါတီဝင်အားလုံးဝမ်ဒီရံပုံကိုရှာပြီးတော့အဲ့ဒီယုံ3အတွက်ကိုကုန်ကြစေထောက်ပံ့ပေးတာအဲ့ဒါပါအဲ့ဒီပိုက်ဆံသူတို့ကို3ဖို့ထောက်ပံ့တာမဟုတ်ဘူးသူတို့ပါတီလုပ်ငန်းဆောင်ရွက်တဲ့အခါမှာယုံ3နော်စာရွက်စာတမ်းတို့ဖန်နီဂျာတို့ဇိုက်ပိုတို့ခုနပြောတဲ့အလံတို့အဲ့ဒီမျိုးစုံပေါ့နော်စသည်ဖြင့်လိုအပ်တော့အဲ့ဒါလေးထောက်ပံ့တာအဲ့ဒါမှရကြီးတွေမျိုးတွေရှိမှုမှာရှင်မကျွန်တော်တို့အဲ့ဒါတော့စေရင်ဒီချရှင်းရတယ်သူတို့ဟုတ်တယ်မလားရကြီးရှင်တွေမျိုးတွေရှင်းခင်ဗျားတို့လာစာရတယ်လားခင်ဗျားတို့သူမပဲဆန်ရချင်တော့ဒီပါတီကိုလှုပ်တယ်လားမဟုတ်ဘူးဒီထဲမှာတရားမှမရှိဘူးကျွန်တော်သိတယ်လားအကုန်လုံးယုံကြည်ချစ်ခံယူချစ်ပြင်းထန်ပြီးတော့မှခင်ဗျားတို့ပေါ်ဝကောင်းစေရှင်တော့ကောင်းစားခြင်းတော့မှဝင်လို့တယ်မဟုတ်လားအဲ့ဒါချစ်ဒီမှာလေကျဲလေးမီဒီယာကျဲလေးလူကိုကျဲလေးရကြည့်ရှင်ကျဲလေးမျိုးတွေရှင်မမေးပါအဲ့ဒီထဲမှာပိုက်ဆံရခြင်းတော့လာစာရခြင်းတော့ဝင်လို့တာတရားမှမပါဘူးဒီ UDP ပါတီမှာအဲ့ဒါကြောင့်ကိုလူတရားအပြန်လာတင်ဒါဝူကျော်မြင့်ခေါ်ဝူစခုံသုံးဆောင်ဒီပါတီကိုထောင်တယ်လို့ဝူကျော်မြင့်ဒီဝူစခုံသုံးဆောင်မှာအတိကဖြစ်တယ်လို့ဒီပါတီမှာအဲ့ဒါမပါတယ်အပြန်လာကျွန်တော်ဘာမှမဟုတ်ပါဘူးကျွန်တော်ကပြည်သူတွေအလုပ်တွေမှတည်ရောက်ပါကျွန်တော်မတော်ပါဘူးအဲ့ဒါဆိုတော်တာပြည်သူလူထုမှာကျွန်တော်ကောင်းပေါ်မှာကျင့်ပါကျွန်တော်ကပြည်သူလူထုတွေလက်အောက်နော်ကျွန်တော်ဥက္ကဋ္ဌဖြစ်တော့ကျွန်တော်ပါတော်တယ်ပါမတော်ပါဘူးဥက္ကဋ္ဌလို့လေဦးကျော်မင်းတဲ့အလေကားလူပါတကယ်အရေးချင်းရှိတယ်ဆိုရင်ဒါပြည်သူလူထုအဲ့ဒီရက်ွက်သူရက်ွက်တာရွာသူရွာသားသူလူမှာတော်တယ်အဲ့ဒါကြောင့်ဒီပါတီမှာဦးကျော်မင်းဦးစကောဆုံးစာလောက်တာဘာမှမရှိပါဘူးအကုန်လုံးတည်းသူရချီသူနေရတက်ပြင်းလုံးသူတွေရွာသားသူ့အတူလောက်လာတာအဲ့ဒါဖြစ်တယ်နော်အဲ့ဒါလေရှင်းစရှင်လို့နော်အပြန်ထင်တယ်ဒီဦးကျော်မင်းဦးစကောဆုံးစာမှာရှိလို့ဒီပါတီရှိတယ်ဦးစကောဆုံးစာဦးကျော်မင်းလို့မှာဒီပါတီဒီလိုတက်လာတယ်အခုတော့ဒီလိုရက်တည်လိုက်တယ်ဒီပါတီမှာပဲဆန်တာရှိတယ်တာချောင်းတယ်ပါတီမှာပဲဆန်မရှိပါဘူး
生意ပါတဲ့ UDP ပါတီမှာအဲ့ဒါတော့ဒီပါတီပန်တာရေးဆိုတာလေကျွန်တော်ကိုယ်တိုင်မကြိုက်ပါဘူးကျွန်တော်တို့ပန်တာရေးကော်မတီရှိတယ်ပန်တာရေးကော်မတီတာဝန်ခံရှိတယ်အဲ့ဒါသူတို့တည်ပါလေနော်ကျဲလေးလူကျဲလေးမီဒီယာဒီအဲ့ဒီပန်တာရေးတာဝန်ခံနေဒါရမင်းရပါလေသူတို့ရဲ့စီရင်ဒီကွာရှင်းရှင်းလေးအကောင့်လုပ်ထားတာပေါ့နော်ကျွန်တော်တို့ပါတီမှာအကုန်စိတ်ညစ်တေကြနေထားပါလေအခုကျွန်တော်တို့ပါတီမှာကော်မရှင်မှာတင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်းတွေ1143ဦးရှိပါတယ်နောက်ဆုံးကော်မရှင်တချို့ရှေ့ဆက်တော့နော်ပေခံတဲ့လူလည်းလည်းပါလို့ရှိမယ်ဒါကော်မရှင်နဲ့စေရင်တော့ကျွန်တော်မတည်တည်ပါဘူးကျွန်တော်တို့တင်သွင်းလာတော့တဲ့ထောင်ကျော်တယ်အဲ့ဒီတလန်ကန်လုံးမြို့လေတန်းဝင်ပြီးတော့ရှင်ပြန်တာကျွန်တော်တို့ဘောချမှလည်းကိုယ်စလုံးမဟုတ်ဘူးအဲ့ဒီကိုယ်စလုံးတွေကသူ့ဒေတာသူ့ရွာလေးလူကတင်မြောက်တာကျွန်တော်တို့ပါတီလေးစစ်တဲ့ဘောဟုတ်ကိုဘယ်တော့ဝင်ရပါလုံးဝဝင်မပြောဘူးနောက်တစ်ခွက်ဒီတလန်ကန်လုံးကိုယ်စလုံးကဝင်ပြန်တာပတ်စံရချင်တော့ဝင်ပြန်တာမဟုတ်ဘူးမေးပါကိုယ်စလုံးဝင်တာပတ်စံရချင်တော့ဝင်ပြန်တာဘယ်လိုရှိတော့ကဲမီဒီယာများဒီတယောက်ချင်းသွားမေးပါသူတို့ကပါလေသူတို့ဒေတာကိုတာဒူးတဲ့စေချင်တယ်သူတို့ဒေတာလေးလူထုလေးပေါ်ဝကောင်းစေချင်တယ်သူတို့ယုံကြည်ချက်ခံယူချက်လေးဒီပါတီလေးရည်မှန်းချီရွယ်ချီနော်ကဲ့ညီလို့ကျက်လို့သူတို့ဒီပါတီဝင်ပြီးတော့အဲ့ဒီမှာပြန်တာမေးပါဘေးကိုလောင်းပတ်စံလူချင်းနဲ့ပတ်စံတော့ဝင်ပြန်တာမဟုတ်ဘူးသူတို့ကဂူကျိုးဆုံးတာကိုစိုက်ထုတ်တာနော်အချင်းကုန်ပိုက်ဆံကုန်ပြီးတော့သူတို့ကဝင်ပြန်ပြီးတော့သူတို့တေတာသူတို့လုတ်ပြီးစေချင်ဟုတ်တယ်မလားကိုစေလုံးအားလုံးပေသူကပိုက်ဆံလူချင်းတော့ဝင်နေလေအဲ့ဒါရှိလားပိုက်ဆံရချင်တော့ဝင်ပြန်တာရှိလားခင်ဗျားတို့ယုံကြည်ရှိတဲ့ခံယူရှိတဲ့ UDP ပါတီရဲ့အမှန်ချစ်ကျဲလို့အဲ့ဒီတေတာကိုဒုသက်စေချင်တော့ကိုကျိုးဆုံးချင်တော့အဲ့လိုဝင်ပြန်တယ်မဟုတ်လားတန်ပြအတွက်ခင်ဗျားတို့ဝင်ပြန်တယ်မဟုတ်လားကိုကျိုးအတွက်ဝင်ပြန်တာမဟုတ်ဘူးနော်မှန်တယ်နော်အဲ့ဒါပါဒါကိုစရနုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒါလေးပြောစီချင်တယ်ပါတီရဲ့သူတို့ပတ်စံကိုတပြလည်းမပေးဘူးငွေမပေးဘူးဟုတ်တယ်နော်ကိုစရနုံးပါတီကခင်ဗျားတို့ပတ်စံပေးရှိလားမရှိဘူးနော်ဟုတ်တယ်နော်အဲ့ဒါတကူရှိတယ်သူတို့ဝင်ပြန်တဲ့အချိန်မှာပြည်သူအတွက်ကိုဆောင်ရွက်လေနော်စစ်လက်ရှိတယ်ဒါပဲအဲ့ဒီအဘခံငွေပေါ့နော်အဆွေရသွင်းတဲ့အမခံ3သိန်းကိုမတတ်လေလူပေါ့အဲ့ဒါကျွန်တော်တို့ပါတီ1ပြည်တော့အဲ့3သိန်းကို11ကိုနီပေးတာအဲ့ဒါလို့ရှိတယ်3သိန်းဒါတော့အကုန်လုံးမဟုတ်ပါဘူးတတ်လေလူကကျွန်တော်တို့မရှာပေးပါဘူးအဲ့ဒါမြင်ပါရှိတယ်ငွေစကားပြောမယ်ဆိုရင်အဲ့ဒါအမခံ3သိန်းတော့ပဲကျွန်တော်တို့တချို့လူတွေမတတ်လေလူတွေကျွန်တော်တို့ဒါတော့တယောက်တည်းမဟုတ်11ရှာပြီးတော့ကိုညီပေးတာရှိတယ်ဒါဒီပန်းပေါ့ကျွန်တော်ရှင်းပြစေချင်တယ်အဲ့ဒီမှာတချို့မီဒီယာတချို့ကျွန်တော် personal ကိစ္စပေါ့နည်းနည်းပတ်သက်လို့အဲ့ဒါမျိုးတရားပြောလာတယ်အဲ့ဒါလည်းကျွန်တော်တေဖို့မပေါ့ပါဘူးအဲ့ဒီကိစ္စကိုတချို့မီဒီယာကျွန်တော်ကိုဖြည့်ပေးပါပါတီဥက္ကဋ္ဌလုပ်လေလူလန်ငန်းကြီးလုပ်လေလူကိုပန်ပိုင်ဆိုင်မှုကိုဖော်ပြစေချင်တယ်အဲ့ဒီတေဖို့မျိုးလားမသိဘူးတချို့မီဒီယာပြောဦးကျော်မင်းနဲ့ပိုင်ဆိုင်မှုဘာကိုပြောနေတယ်မသိဘူးပြောချင်တယ်ပါတီဥက္ကဋ္ဌလုပ်လေလူဒီကိုပန်ပိုင်ဆိုင်မှုဘာကိုပြောချင်တယ်မသိဘူးအဲ့ဒါတော့ကျွန်တော်လည်းမဖြစ်တော့ပိုင်ဆိုင်မှုကိုဘာကိုပြောချင်တယ်ကိုပိုင်လေအင်ဒီလုံးကိုနေရှိမှလေတန်ဖိုးဘယ်လောက်ရှိတယ်အဲ့ဒီတန်ဖိုးကိုအစိုးရဖြတ်ပြအခုံးဒီပေးထားတာရှိတယ်လားအဲ့ဒါကိုပြောတယ်လားမသိဘူးနော်အဲ့ဒါလေးဖြည့်ပေးပါမီဒီယာတကယ်လို့သူမဟုတ်ဆိုပါတီဥက္ကဋ္ဌလုပ်လေလူဒီပိုင်ဆိုင်မှုကိုအခွင့်ဖော်ပြမလားအဲ့ဒီတဘောလားနောက်ပြီးတော့ပါတီလေးပန်တာကြီးကိုဖော်ပြပေးပါဥပမာကျွန်တော်တို့ YouTube မြို့လေရုံခရံရုံတန်းရုံအဲ့ဒီစောက်ဦးဒီပိုင်ဆိုင်ပေးကားလာတယ်လေပါပိုင်ဆိုင်နဲ့စောက်တယ်လေပိုင်ဆိုင်ပြီးလို့အဲ့ဒါလေးအစိုးရသားမလေးဥပဒေရှိတယ်လားအဲ့ဒါကြီးစုပြီးတော့ရှင်းပြပေးပါနော်ဖြည့်ပေးပါတချို့မီဒီယာတွေအဲ့ဒါနဲ့မေးတာရှိတယ်သူမဟုတ်ဆိုရင်ဥက္ကဋ္ဌလုပ်လေလူတွေ personal အခုံးနော်သူပိုင်ဆိုင်တဲ့အခုံး
အဲ့ဒါဆိုရင်တော့ကျွန်တော်ဖော်ပြလို့ရပါတယ်ကျွန်တော်လက်ရှိမှာလိုက်မြို့တွေမှာနေပါတယ်ကျွန်တော်ယုံတော့အခွန်လေးပတ်သက်ပြီးဒီကိစ္စအစိုးရထားလာရှိပါတယ်အခွန်ထားလာရှိပါတယ်နော်အဲ့ဒါလိုက်မြို့လေအခွန်ယုံမှာသူတို့စုံစမ်းလို့ရပါတယ်နော်ဒါ personal အခွန်ပေါ့နော်ကျွန်တော်ပဲဆက်လို့ဝတ်စားဒါပဲကျွန်တော်ပြောလိုက်ပါတယ်ခင်ဗျာဒီလိုကျွန်တော်ကိုပညာပေးလိုက်ရတဲ့အဲ့ဒီမီဒီယာတွေလေကျွန်တော်အယံဝင်လာတယ်ကြီးစုဒီမှာလေခင်ဗျာဒါပဲအဲ့ဒီဝတ်စားကိုတော့ထားရှင်းပြပေးပါအဲ့ဒါကျွန်တော်ဒီဘုံမပေါ့လို့ကျွန်တော်မေးတာပါကြီးစုပါနောက်တစ်ခုကကျွန်တော်လည်းဒီဘုံမပေါ့ရုံးမီဒီယာတွေအဲ့ပြောနေတယ်ဘာဒီပြောနေတာလဲကျွန်တော်ကလည်းအဲ့လူမျိုးကိစ္စကိုပြောနေကြတယ်ကဥကြုံမြင့်ကချင်လူမျိုးလားပါလူမျိုးလားအဲ့ဒါဘာသိပြီလဲမသိဘူးကချင်လူမျိုးဆိုရင်ပါလေတခြားလူမျိုးဆိုရင်ပါလေဘာကိုပြောစီချင်နေလဲခင်ဗျာအဲ့ဒါလေးဖော်ပြပေးပါကျွန်တော်မပေါ်နင်းပေါ်မှာတော့အဲ့ဒီမှာကချင်ကိုကန်လို့ရေးထားပါတယ်ဒါပေမဲ့ကျွန်တော်အဖေကဒီချစ်လူမျိုးဖြစ်လို့ကျွန်တော်ငငယ်လေးကကိုအယူဆတရားကချင်လူမျိုးဒီချစ်လူမျိုးတော့ကျွန်တော်ကောင်းထဲမှာတမ်းလာပါတယ်အမေကကိုကန်ပေါ့နော်ဒါပေမဲ့ဒီဟာလေးနိုင်ငံရေးလည်းဘာမှမဆက်ဘူးဘာကိုဆိုလိုလဲမသိဘူးကချင်လူမျိုးဖြစ်လို့နိုင်ငံရေးမလုပ်ရဘူးလားသူကဆိုကိုကန်လူမျိုးဖြစ်လို့ကိုကန်အပင်မပြမလို့ချင်ဘူးလားကိုကန်လူမျိုးကပင်မပြနိုင်ငံရေးလုပ်လို့မရဘူးလားဘာဒီပြောချင်နေကျွန်တော်မသိဘူးနော်အဲ့ဒါလည်းမီဒီယာခဏလေးအဲ့ဒါလေးပြောနေကြတယ်အဲ့ဒါကျွန်တော်ဒီတော့ဆိုရင်တွေးထီမှာလေအခုကျွန်တော်တော့အဲ့ဒီကိုကန်တွေးပါတော့အဲ့ဒါဆိုရင်တချို့လူတွေကကရင်တွေးပါတယ်လို့ဆိုပိုးတွေးပါရှောင်းတွေးပါတယ်ဒါပေမဲ့သူတို့ကပင်မာလို့ပြောတာပဲရန်ကုန်မှာအများကြီးပဲကျွန်တော်ကပင်မာပါအဲ့ဒါပြောလို့ရတယ်ပြောပါခွင့်ရှိလားမသိဘူးတခြားကရင်တွေးကချင်တွေးကိုကန်တွေးဝါတွေးရှောင်းတွေးပါလေလူဆိုရင်နိုင်ငံရေးလို့တော့မရဘူးလားမသိဘူးနော်မေးစီချင်းတယ်အခုလက်ရှိနိုင်ငံရေးကောင်းဆောင်ပါတီဝကရာကျွန်တော်ဆိုရင်မျိုးအသွေးစားတဲ့မျိုးထင်မဟုတ်လေအဲ့ဒါပါကိုပြောရှင်တယ်ပါအသိပေလေကျွန်တော်လည်းရှင်းနေသိစေချင်တယ်နော်အဲ့ဒါဆိုရအခုနိုင်ငံရေးကောင်းဆောင်တဲ့မှာတခြားတွေမျိုးပါလေလူရှိလားကျွန်တော်မသိပါဘူးအဲ့ဆိုနိုင်ငံရေးကောင်းဆောင်လို့တော့မရဘူးပေါ့ခင်ဗျားတို့အသိပေအဲ့ဒါကိုပြောတာပေါ့ကျွန်တော်ကဥပမာကျွန်တော်ဆိုရင်ကချင်တချီပေါ့ကျွန်တော်အမျိုးသမီးဆိုရင်ဘူခေါင်းပေါ့နောက်ကျွန်တော်တာသမီးဆိုရင်တော့ပါပြောမှလေကချင်ပြောလို့မရဘူးလားအဲ့ဒါတော်လေးခေတယ်နော်တချို့မီဒီယာတွေအဲ့ဒါလေးခဏလေးပြောနေကြတယ်လူမျိုးကိစ္စပေါ့ခင်ဗျားတို့ပြောရှင်တဲ့ကရင်တွေကချင်တွေရှမ်းတွေမောင်တွေပါလေလူကနိုင်ငံရေးလို့တော့မရဘူးလားအဲ့ဒီတေဘောမျိုးလားမကြည့်ပါဘူးနော်ကျွန်တော်မကြည့်တော့မေးတာပါခင်ဗျနော် knowledge I'm a very poor knowledge for this please explain to me thank you very much for the media အဲ့ဒါကြီးစိုးအများကြီးတင်တယ် I don't understand that's why this course this subject why often take this subject for the topic so I don't knowကျွန်တော်လားမသိဘူးလက်ရှိမှာအဲ့ကိုကန်ဒီလေနောက်ကဲလို့ကုန်းချောင်းတော့အဲ့ဒါပင်မပြီပဲကိုကန်လူမျိုးလည်းပင်မပြီလေတိုင်းသားလေအဲ့ကိုကန်မလူချင်တော့လားခင်ဗျားတို့ကိုကန်လူမျိုးကိုပင်မပြီအဲ့ဆိုကိုကန်ဆိုရင်ပင်မပြီမဟုတ်တော့ဘူးပေါ့ဟုတ်လားအဲ့လိုလားဘာဒီပြောနေတယ်လဲကျွန်တော်မသိဘူးနော်အဲ့ဒါဟာအဲ့ဒါတော့ထားတယ်လို့ဒါအဲ့လိုကျွန်တော်တို့ပါတီဝင်နေအဲ့ဒါလေးပြည့်စုံခြင်းနဲ့ဒီမှာလေရေးထားလို့ကျွန်တော်ကကိုယ့်ကိုကောင်းထဲမှာအဖေပန်းကိုဒီလားကျွန်တော်ကဒီချစ်ဆိုကချင်လူမျိုးပေါ့ထင်မှာပေါ့နော်အဲ့ဒါလေးတောက်လျှောက်ကြည့်လို့ယူဆတယ်တချို့လူလည်းတခြားတွေပါတယ်ဒါပေမဲ့သူတို့ကပင်မာလို့ပြောတာပဲအဲ့ဒါပြောလို့ရလားကျွန်တော်ပင်မာပါအခုရန်ကုန်နဲ့အများကြီးလေလူတွေပြောပါခွင့်ရှိတာအဲ့ဒါကျွန်တော်မေးစေချင်တယ်အဲ့ဒီ subject ကိုလည်းအဲ့ဒါလေးပြောနေကြတယ်နော်ကျွန်တော်ကိုကန်တွေပါတယ်အမေကကိုကန်နော်အဖေကကချင်ဒီချီစစ်အဲ့ဒီပြင်မောပတောKN ဟိုဆိုလိုမျိုးတွေအဲ့ဒီပဲနေစားတယ်ဟိုစာဒီအဲ့ဒီပဲကဲဒါတော့မီဒီယာဒီခဏပြောဆိုရကိစ္စအဲ့ဒါပါအဲ့ဒါလေးဖြစ်ပေးပါကချင်တွေကိုကန်တွေပါလို့ဒီနိုင်ငံတော့မရဘူးလားတိုင်းသားမဟုတ်ဘူးလားဒီတိုင်းပြည်မဟုတ်တော့ဘူးလားအဲ့ဒါဆိုရင်ဘယ်လိုခေါ်လဲကချင်နေကိုကန်နေတဲ့နေရာပါပြည်တော့ခေါ်မှာလေနာမည်ပေးလိုက်ပါအောင်မကြည့်တော့ပါဘူးဗျ
နော်အဲ့ဒါပဲအဲ့ဒါလေးဒါကျွန်တော်တို့ကိုယ်ကိုယ်တာပတ်သက်တဲ့ကိစ္စလေးလေးပြောစီချင်တော့ပါနေ့ရှိကျွန်တော်တို့တန်းပြည်ဒီကျွန်တော်ပြောပြီးပြီကျွန်တော်ကငယ်လေးအဲ့ဒီရီပေါ်တုံးကြီးလေးတခင်လေးအတွေးခေါ်ကဲကျွန်တော်တို့တန်းပြည်ကောင်းစားရေးဝါဒတည်မိမိတော့လှလာကြီးမိမိတော့ဟောအဲ့ဒါဘယ်သူပြောလို့စကားလဲအရင်ကဒီဝါဒကိုဘယ်သူတေလာတယ်လေဒီပြည်မကြီးတဲ့ရောက်ပြီးတော့ကျွန်တော်တို့ဒေတာတွေရောက်သွားတယ်အဲ့ဒီအတွေးအခေါ်တွေလူထုကောင်းစားကြီးအဲ့ဒါငယ်လေးစိတ်ချောင်းနေတာအရွယ်အဲ့ဒါလေအဲ့ဒီရီပေါ်တုံးကြီးတခင်အဖက်သူတို့ကောင်းဆောင်ကြီးလေကျွန်တော်တို့ကခလေးတွေသူတို့လောက်မှလိုက်တာအဲ့ဒါလေရက်သွင်းနေတာအဲ့ဒီအချင်းစပြီးတော့ဒီအာလာရှင်စင်ကြီးကိုကျိုးဆုံးပြီးတော့နာစာမရှိဘူးနော်ဒီပေးဝင်နိုင်ဖမ်းတယ်နာတော့မရဘူးအဲ့ဒီတွေးခေါ်တယ်အဲ့ဒီတခင်ရီပေါ်တုံးကြီးတာတွေးခေါ်တယ်ရက်သွင်းတော့မှသူတို့လောက်ကလိုက်နေပြီးတော့တောက်လျှောက်ဆောင်ရွက်နေတယ်အဲ့ဒါထမင်းကအင်ဂျီဒီပါကြည့်ဘူးတဲ့多退当退压退都当一枪退嘛你的哎路看看过说不嘛几笔了哪里路么好喏孤单哎路不话飘到哪里路吧行了哎的啊对可的问比了到小上面哪的喏那面喏这边都在地带单的得看算伢几呗得看喏得看的路是啥不求说的老嘛不求的那面蒙阴那面得看呗公的哎啦一包东西的得看教授了得看单通了好啦得看的伢几呗哎的嘛喏这边都在地带的嘛面嘛他们都是那不都地通哎的得看教授了啊派的一包东西啊派的啥地通的面嘛他们答应同意了嘛是的喏အဲ့ဒီဩစာကိုအဲ့ဒီမြန်မာတမတော်ဆိုတာကျွန်တော်တို့တွေးရအတူတူပဲအဲ့ဒါကျွန်တော်တမတော်ကိုလေးစားတယ်ဆိုတာအဲ့ဒါကိုပြောတာစိတ်အာလာရှင်ကိုလေးစားတာမဟုတ်အဲ့ဒါကျွန်တော်ပြောတာအဲ့ဒါတင်မှန်းပါတဲ့ကိစ္စပါနော်အဲ့ဒါတော့နောက်ပြီးတော့အဲ့ဒီမှာလေတချို့ပြီးတော့မှလေကျွန်တော်ကအဲ့ဒါလေးမြည်တရားတွေတချို့ပြောတယ်ဝါတင်မှာတာဝန်ထမ်းဟုတ်တယ်လေအဲ့ဒီအချိန်မှာနင်းချမ်းကြီးယူပြီးတော့မှကျွန်တော်နင်းချမ်းကြီးစလုပ်တာကျွန်တော်စလုပ်တာအဲ့ဒါ相比你苗班蒙古嘛，怕他们武松，见到杀起来了，哎呀，松山吧，严重个，那话的，所以他嘛，都路来个，是的，杀的不都杀的嘞，喏，西水古苦你杀的，比如嘛，古水你哎啦嘛，哎嘛，哇咯。cái chuyện nó ấy là mình nói rằng ấy là xí đi đấy nó thì mang bao mà khi nào qua qua chỉ lo ya bà đấy chỉ nó biểu hiện một lúc bảo nên chẳng chỉ nó sao khi lại đấy nó ấy là nó thì chưa là biểu là wow thì mà tao vẫn thấy ấy là bà biểu hiện nó lại wow thì mà tao vẫn thấy thôi thì đấy chỉ nó wow thì mà你可以bà đấy ấy là xong wow bị mà bị một hậu đâu bỏ thì bỏ à là ngày nay lúc mình ya đâu bỏ ấy là biểu hiện à mình đi bà vũ khi mà nó ấy là bà biểu hiện này wow thì mà tao vẫn thấy rồi 바고 수로 친데 에 와데만 이불은 바고 벼지네 에리 벤나 뭐 이렇게 사빠들라 에리 기사라 에라 수인 베마비아 벤타데 수인 베마 수인 아고는 벤노데로 벼러야라 진호 피베바 에리만 이케서 벤노데 베마비 타라데 베마 수인 벤메스 에로 벼러야라 뭐야바우 김야 진호로 뭐야바우로 벼 에리 미디어 에리 이르도아 베마비 벤타데 베마디 아고는 벤보 에로 벼러야라ဖြစ်ပေးပါခင်ဗျာမိတရားတွေအဲ့လိုရေးတဲ့လူတွေနော်ဝါထင်မှာတာပဲအဲ့ဒါဘာကိုပြောစေချင်လဲခင်ဗျာအဲ့ဒါဘောမပေါ့ပါဘူးခင်ဗျာကျွန်တော်ကပညာရည်ချင်းမရှိလို့အဲ့ဒါလေမဖြစ်တတ်ပါဘူးခင်ဗျာဖြစ်ပေးပါတချို့တွေကကျွန်တော်ထင်တယ်မီဒီယာစင်တော်မရှိဘူး Facebook အကောက်အတုနာမည်အတုအင်တာနက်ဒီလိုရင်းနေကြတယ်လေတို့အများကြီးနော်အဲ့ဒါမျိုးကကျွန်တော်ထင်တယ်မှန်ကန်နဲ့မီဒီယာတွေမှမီဒီယာတင်းထောက်မီဒီယာတွေကြိုက်မှာမဟုတ်ဘူးအဲ့ဒီလူတွေမီဒီယာတွေတော့မောင်းမှာမီဒီယာဘာကြောင့်လဲမီဒီယာဆိုရင်ကျင်းဝဲရှိတယ်တင်းထောက်ဆိုရင်ကျင်းဝဲရှိတယ်အဲ့ဒါမျိုးလို့ဆိုတာ Facebook နဲ့အကောက်အတုနာမည်နဲ့အတုအဲ့ဒါလေးရင်းနေကြတယ်ဒါပဲလူတွေပြောလာလို့ကျွန်တော်အဲ့ဒီကိစ္စအမှန်ကျွန်တော်လည်းဖြေစရာမလိုပါဘူးအဲ့ဒါကိုပြောစေချင်တယ်
ဒီဘိန်းလေးပါတယ်ပြီဆိုရင်မြန်မာနိုင်ငံတည်းမှာဒီအဲ့မိုးအဲ့ဒီဘိန်းသားရှိရဖိုက်တရားဖိုက်ရှိပုံမှာပြည့်စုံရှိတယ်ဒီရတန်းတူလူရှိတယ်တကယ်တော့ဘိန်းလေးလို့ဆိုရင်တူလူရှာမှတန်းရှိမယ်တူလူရှိတဲ့ information ရှိမယ်ကျွန်တော်ဦးကျော်မြင့်ဦးစခုံသုံးဆောင်တယ်မြန်မာနိုင်ငံရစ်သားဖိုက်ထဲမှာတော့ရှာမှတန်းရှိလား record ရှိလားတချို့လူကဘိန်းလေးတို့ပါလို့ပြောနေကြတယ်အဲ့ဒါရှိရင်ဒီလိုနေတော့ရတယ်လားဒါဆိုရင်အဲ့ဒီမြန်မာနိုင်ငံရစ်သားဖိုက်ဆိုရင်အလေကားပေါ့တယ်လို့ဘယ်ဟန်ကြီးလို့ဒီမှာနေတယ်ဆိုရင်ခင်ဗျားတို့အဲ့ဒီမြန်မာနိုင်ငံရစ်သားဖိုက်ကိုစော်ကားစေချင်လားဒီလိုဘယ်လိုဆိုရင်ဒီလိုထိုင်နေတယ်ခင်ဗျားတို့တော့ကိုယ့်အထောက်ထားရှိတာခါရှိရင်ရစ်သားဖိုက်ကိုပေးတယ်အဲ့ဒါလည်းမပေးနိုင်အဲ့ဒါလည်းမပြောလိုက်ဘူးဒါပေမဲ့ဘုံပြီးတော့အဲ့ဒါလည်းဒီလူဟောလူလေးရေးတာအဲ့ဒါမျိုးတည်တင်းတွေ social media တွေကဟုတ်တယ်လားမဟုတ်တယ်လားမှန်တယ်မအဲ့ဒါလည်းလိုက်ပြီးတော့ပွားနေတယ်နောက်ဆုံးတကယ်မဲလို့ရှိနေပါဟောသူများရေးတော့ကျင်တော်ရေးတာပါကျင်တော်ရေးတာမဟုတ်ဘူးအဲ့လိုပြောတဲ့လူအများကြီးအဲ့ဒါပေါ့နော်အဲ့ဒါကျင်တော်လေးပြောစေချင်တယ်အဲ့ဒါဦးကျော်မင်းဒီကျင်တော်ပေါ့ကျင်တော်ကျော်မင်းဒီ自控中少的对带龙ငယ်လေးတန်းပြီးအဲ့ဒီရေပေါ်တုံးကြီးတခင်နဲ့တွေ့ဖို့ဟိုဒီကောင်းထဲဝင်သွားလို့အတိတ်တော့ဆုံးနေတော့ထိတောင်းထဲနိုင်ပြီ阿拉新生意个三斤到小အခုအထိဒီတွေးတွေမှာပါနေတယ်အဲ့ဒါကြောင့်ကိုကျွန်တော်ကိုယူမကြည့်လေကျွန်တော်အသက်ရှင်ကျွန်တော်တက်လုံးကျွန်တော်ဘာမှလုပ်ဆရာမလို့ကျွန်တော်ကနေဒါနိုင်ငံမှာကျွန်တော်ညီရင်ရတယ်ကနေဒါနိုင်ငံသားဆိုရင်လည်းကျွန်တော်ပြောအခုကကျွန်တော်ကနေဒါနိုင်ငံသားလည်းမယူမခံယူကနေဒါလည်းမနေရှင်ဘူးဆိုရင်အဲ့ဒီရေပေါ်တုံးကြီးတခင်နဲ့တွေးပါတော့ပေါ့ဘာကြောင့်လဲနေရှိကျွန်တော်တို့အခြေခံလူတန်းစားကြီးစေယုံအလုပ်တွေမှာကျွန်တော်တို့လက်ရှိစိုက်ကနေနေလေစိုက်ကကျွန်တော်လက်ရှိတိုက်စီမုံနေတဲ့တိုက်စီတင်မာတီခင်ဗျားတို့ပေါ်ကောင်းတယ်လားအစင်ပြေတယ်လားကျင်းတယ်လားဝင်လုံတော့မိသားစုစားလို့ရတယ်လားကျွန်တော်ထင်တာတော့မရပါဘူးခင်ဗျာအဲ့ဒီဟာတွေ့မှာကျွန်တော်ဝင်လာလို့တာဘာကြောင့်ဝင်လာလို့တာခင်ဗျားတို့ပေါ်မကောင်းတာကျွန်တော်တာဝင်ဘာကြောင့်ကျွန်တော်နိုင်ငံကြီးတင်မတယောက်ခင်ဗျားတို့နီထိုင်မှုအစင်မှုပြတာကျွန်တော်တာဝင်ကျွန်တော်အပြစ်ပါခင်ဗျာဆိုင်ကားတင်မဒီတိုက်စီတင်မဒီစေယုံအလုပ်တင်မဒီခင်ဗျားတို့လက်ရှိပေါ်မလုံလောက်ဘူးမတိုးတက်ဘူးဒါကျွန်တော်အပြစ်ပါကျွန်တော်တာဝန်မှုကြည့်ပါခင်ဗျာအဲ့ဒီအတွေ့ကျွန်တော်လည်းစိတ်မကောင်းပါဘူးကျွန်တော်ဝင်ကြည့်မလို့အဆွေရတာဝန်အားလာမလို့တမတာလည်းဝင်မလို့ကျွန်တော်ပါလူချင်းနဲ့ကိုလာပြောတဲ့အခြေခံလူတန်းစားပေါ်ကကောင်းစေချင်တယ်လက်ရှိကျွန်တော်ပြောတာကျွန်တော်လည်းပိုင်ဆိုင်မှုဒီမှာညီလေးအိမ်ဒါဒီလူထုပါတီရမဝင်လို့ရင်အချင်းမရဲ့ဒီအိမ်ကိုယူလိုက်ရောင်းလိုက်သူဆိုတာမွေးရအချင်းတပြားမှလည်းမပါလာဘူးဒီလေးအချင်းနဲ့ပါလို့သွားပါဘူးကျွန်တော်ဘာမှမလူချင်ဘူးတာတင်မြင်နဲ့သူလေးနေတာကြီးပြီနိုင်ငံခြားမှာသူနေတာအဲကြောင့်ကိုကျွန်တော်ပိုင်ဆိုင်မှုဆိုရင်ပါတီလူရင်းရံပုံကြီးကျဲတယ်လို့ယူအခုကျွန်တော်ညီလေးအန်တီပါတီရောင်းလိုက်ပါရောင်းပြီးတော့ပါတီရံပုံကြီးယူတော့ဒါကျွန်တော်ပါနော်နောက်ဆုံးပြောရှင်တော့ကျွန်တော်ကလူထုတွေအလုပ်တွေမှာပါကျွန်တော်ဒီဟာတော်တယ်ဟောဟာတော်တယ်ဟိုပြောပါလေကျွန်တော်ဘာမှမတော်ပါဘူးကျွန်တော်ကိုခမ်းပါလူထုနော်ရသူရသားရက်ွက်သူရက်ွက်တာ UDP ပါတီဒီပါတီတာဝန်ရှိသူဒီကျွန်တော်အများဆုံးပါကျွန်တော်ဦးကျော်မြင့်ဝတ်စခုံသုံးဆောက်ဒီပြည်သူလူထုမဲမပေးလိုက်ပေးစရာမလိုဘူးပြီးတော့ကျွန်တော်ပူစောတထဲစံတပုံနော်အဲ့ဒါလေပေးပြီးတော့ခင်ဗျားတို့ကိုမေးပေးပါလို့ကျွန်တော်တို့မလုပ်ရဘူးပါတီတမရှိတယ်လူထုရှိမှမေးမှုတောင်းရအောင်နော်ရှိယုံကြီးမရှိယုံရအောင်တမရှိတယ်အပေးအယူမလုပ်ရအောင်ငွေမလုပ်ရအောင်ဒါပါတီရှိကန်ချီမအဆုံးပါတယ်လို့အဲ့ဒါတော့မီဒီယာတွေအဲ့ဒီရှိကန်ကြည့်စေချင်တဲ့လားယုံချမှာစစ်တွေပြီးတော့ကြည့်တော့ရပါလေမေးဆွဲရှိယုံကြီးကျွန်တော်တို့ပါတီမလုပ်ရဘူးပြည်သူမှာကိုမေးကိုပေးကျွန်တော်တို့ကကိုပန်းလာရှိတယ်ကျွန်တော်ဦးစကုံဦးကျော်မင်းကိုမေးပေးစုမေးပေးရမေးပေးပါလို့မပေးလိုက်ပြည်သူလူထုတွေကမေးကိုပေးကိုပေါ်
ကောကောင်းတိဆောက်ကျွန်တော်တို့ကခင်ဗျားတို့ပါလေခင်ဗျားတို့လည်းအလုပ်တယ်မှာခင်ဗျားတို့လူရင်ကျွန်တော်တို့ကိုခံအာလာလည်းခင်ဗျားတို့လက်ထဲမှာကိုယ့်ကိုယ်ကအဲ့ဒါကြောင့်ပါတီလိုက်တော့မရဘူးလူထုကိုယ့်ကိုယ်လိုက်ပါနိုင်ပြီဆိုရင်ဥပစာကားတွေမှာသူ့လိုက်ပြီဆိုရင်သူ့ပေါ်ကောင်းတယ်သူ့လိုက်ပြီလည်းပေါ်မှုကောင်းဆိုရင်အဲ့ဒါလိုက်တယ်တော့ပြောလို့မရပါဘူးအဲ့ဒါတော့မလိုက်ပါဘူးတော့ကျွန်တော်ပြောပါမယ်ခင်ဗျားမလိုက်တော့ကလည်းဒီသမင်းငါနေတယ်အခုလိုက်ပြီတော့သမင်းငါနေတယ်ဒါလိုက်တယ်တော့ကျွန်တော်မယူဆပါဘူးခင်ဗျာနိုင်ပြီဆိုရင်ခင်ဗျားပေါ်ကောင်းသွားမယ်လေအဲ့ဒါဆိုရင်လိုက်ပြီပေါ့ဒါကျွန်တော်လေးခံယူချစ်ပါအဲ့ဒါကြောင့်ကိုဒီ UDP ဆိုတာကျွန်တော်လေး UDP မဟုတ်ဘူးဂျုံမင်းလေး UDP မဟုတ်ဘူးပါတီတာဝန်ရှိသူလေး UDP မဟုတ်ဘူးအဲ့ဒါရွာသူရွာကကိုယ့်ကိုဖွဲ့ရှိထားတဲ့ UDP အဲ့ဒီပါတီကိုတူရီ光ကျွန်တော်ပါဦးကျော်မင်းကတူရီ光ဦးကျော်မင်းတယောက်တည်းအဲ့ဒါမတတ်မှလည်းကျွန်တော်နေရာသားမထွက်ဘူးဆိုတာကျွန်တော်နေရာသားထွက်ရင်ကျွန်တော်နာမည်ကြီးမယ်လေကျွန်တော် logo ကြီးအောင်ကျွန်တော်တည်ဆောက်မယ်လေဒါဆိုရင်ကျွန်တော်ဒါဆိုရင်တူရီ光ပါတီဖြစ်မှာပေါ့နော်ဦးကျော်မင်းနဲ့ပါတီဖြစ်မှာပေါ့အဲ့ဒါကြောင့်ကိုကျွန်တော်နေရာသားနဲ့မထွက်ဘူး UDP ပါတီဒီအများပဲပါတီရွာသူရွာသားရက်ွက်သူရက်ွက်သားတဲ့ပါတီနော်ပါတာမခွက်လူမျိုးမခွက်နော်အဲ့ဒါလေအားလုံးနေပါတီပေါ်ဝကောင်းစားရေးပါတီအဲ့ဒါကြောင့်ကို UDP ပါတီဒီဦးကျော်မင်းဦးစခုံတော့ပေါ်မှာရဲတည်တာတော့မဟုတ်ပါနော်ဦးစခုံ总少ကျွန်တော်ဦးကျော်မင်းဒီနေ့မရှိရင်လည်းဒီပါတီဘာကြောင့်လဲဒီပါတီစိတ်သွားမှာပဲဒီပါတီကတော့ policy တွေတည်ဆောက်တာလူတယောက်ပေါ်မှာဦးဒီပြည်လို့တည်ဆောက်တဲ့ပါတီမဟုတ် UDP မှာနော်အဲ့ဒါတော့အပြင်လေးတချို့အမြင်တွေကနည်းနည်းလွဲပါတယ်ကျေးဇူးပါနော်အခုဆိုရင်ကျွန်တော်လည်းဒီဘောတုံးကြီးတော့တခင်အဖွဲဒီလေကျွန်တော်ချင်းနဲ့လက်ရှိစိတ်ကင်းကြံရတာမိကျန်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီအဖွဲလေးကျွန်တော်လေးစားပါတယ်တခင်ဒီဘောတုံးကြီးအဖွဲဒီနော်လူဒီအရှင်တုန်းကကျွန်တော်ရောက်ခမကြီးဘူချူကြီးကြောက်မိုင်ပေါ့နော်ဝူကြောက်မိုင် MRPS ပေါ့ကိုကြီးအရာရှိပေါ့ကိုကြီးအတွင်းမှုခေါ်ရရပါတယ်အောင်ကျော်စောလို့ခေါ်တယ်အောင်ကျော်စောဘူချူကျော်စောတာပေါ့နော်အဲ့ဒါလေးပြမရှိတယ်မတည်ဘူးအဲ့ဒါလေးအဲ့ဒီရောက်ခမကြီးကျွန်တော်အမျိုးသမီးရဲ့အိမ်မှာနေခဲ့တဲ့အတွက်ကျွန်တော်အမတန်လေးစားပါတယ်ဂုဏ်ယူပါတယ်အဲ့ဒါလေးဒီမှာတခါလေးကျွန်တော်ကျေးဇူးတင်ပါတယ်လှုပ်ဆက်ပါတယ်ဝန်ကျော်ဟုတ်ခင်ဗျနောက်ဘူချူကျော်စောလေးတမီဒေါက်တာလာကျော်စောဆရာဝန်ပေါ့ဟိုတုန်းကကျွန်တော်အမျိုးသမီးနဲ့အမပေါ့နော်အင်ခုံနာမည်အတူတူပန်းဆန်းဆေးရုံမှာပေါ့နော်ဆရာထန်းဆောင်တာလေးအဲ့ဒါလေးကြည့်တယ်အခုဒေါက်တာလာကျော်စောလေးပြန်มาလည်းမတီးဘူးအဲ့ဒါလေးခင်ဗျားကိုလေးလှုပ်ဆက်ပါတယ်လေးစားပါတယ်ခင်ဗျာလိရှိဘူကူတန်ဘူကွေတန်ရန်ကုန်တန်အင်ဟာဝတီတန်နော်စကန်တန်မန္တလေးတန်ရှိလေအဲ့ဒီအရင်တုန်းကတိတ်ခင်ရေပေါ်တော့ကြီးစခဲ့လေလူကြီးဒီတန်ပြတာလောက်ခဲ့လာလေလို့အလုံးအတိုက်ကျွန်တော်ဂုံပြပါတယ်ခင်ဗျနော်အခုကျွန်တော်မမိတ်ပါဘူးအဲ့ဒီလူကြီးဒီလေနောက်မှလေနှုတ်လိုက်တယ်လို့လေတန်ပြတဲ့လူတို့ဆေးလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်UDP ပါတီဒီကျွန်တော်တို့ပါတီဝင်ဒီအားလုံးပေါ့60 90ရာခိုင်နှုန်းလူငယ်တွေ40အောက်ဒီ40အောက်ဒီအကုန်အဲ့ဒီမှာကျွန်တော်တို့ပေါ်ဟောရှိတွေလည်းအကုန်လုံး60အောက်ဒီ50ကျော်ဒီအဲ့40စပြီးတော့50 50ရှိ55အဲ့လောက်အထိဒီအကုန်နော်ကျွန်တော်လိုက်ပြီပေါ့နော်ကျွန်တော်တော့90ဒီနော်အဲ့ဒါပေါ့နောက် UDP ပါတီဒီတရားဥပဒေအဖိုင်နော်အများကြီးရှိနေပြီပေါ့နော်ဒါလမ်းဖတ်တိလမ်းဖတ်နေရဆရာဝန်ဒီနော်နံပါတ်3ကလုပ်ငန်းရှင်ဒီစီးပွားရေးဓမ္မဒီနော်အဲ့ဒါဒီဒါ UDP ပါတီနေဖိုက်ရှိပုံပေါ့နော်ဒီ3ဘန်းကိုအများကြီးရာခိုင်နှုန်းတော်များတယ်နော်ပညာရှင်အဖိုက်အောင်ဒါလည်းပညာရှင်ကဆရာဝန်နဲ့လော်ယာဆိုရင်ဒါပညာရှင်အဖက်ပြောလို့ရမယ်လေနော်နောက်ကျောင်းဆရာမဒီပါမခါဒီနော်ရှင်နောက်စင်မထန်ဟောင်းဒီဘောမူကြီးဒီဘူချုဒီအပ TSA အပစင်ကူတစေအကြီးလေလူရှိတယ်နော်အရင်တော့အပစင်တိ
ရှိတယ်တချို့တော့ကွယ်လွန်သွားပြီနော်အဲ့ဒါစေမှုထမ်းဟောင်းတွေရှိတယ်ဒီထဲမှာ so UDP ပါတီဒီလူမျိုးမှုခွဲပါတာမှုခွဲဆိုတာကိုပြောတာ UDP ပါတီမှာလူမျိုးအစုံအောက်ချီအခြေခံလူတန်းစားလေးအထိတ်တန်းပညာရှင်အထိစေမှုထမ်းဟောင်းတွေအကုန်လုံးပါတယ်အဲ့ဒါကို UDP ပါတီဒီမိသူမှုစုမေးစေပါတင်နေချင်းပါမိသူမှုစုရန်သူမထားပါဘူး UDP ပါတီတာမရှိတဲ့သူများပါတီကိုမပေါ်ခါရအောင်ကျွန်တော်တို့ပါတီကိုပေါ်ခါလဲလို့ကျွန်တော်ကိုပေါ်ခါလို့လေကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့ဒီရေးရလို့လေကျွန်တော်ခင်ဗျာမြေသားစုကျောင်းမှာပါစင်ချမ်းသာပါစင်တော့ကျွန်တော်စုတောင်းပေးပါတယ်အမ်တန်တော့ဝင်းတာပါတယ်ကျေးဇူးပါအဲ့လိုမဟုတ်မှရေးရလို့လေကျွန်တော်မမောင်းပါဘူးခင်ဗျာဘာကြောင့်ဖရားသခင်ရှိတယ်အဲ့ဒါပါတီလေးပတ်သက်ပြီးတော့နံပါတ်1ကကျွန်တော်လှုပ်စစ်တာနံပါတ်2ကပါတီလေးပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြတာပါနော်နောက်မြန်မာနိုင်ငံယူကောပဲစနေပေါ့နော်အဲ့ဒီကင်နီတာနိုင်ငံမှာမြို့တော်အော်လာဝါမှာလက်ထုံလေးခုနှစ်မှာကျွန်တော်ဝှဆုံပြီးတော့အဲ့ဒီညီလာခံစေဝေးတခုကျင်းပခဲ့ပါလေအဲ့ဒီစေဝေးကမြန်မာနိုင်ငံသားပြည်ပရောက်ပေါ့နော်ပညာရှင်ဒီနိုင်ငံဤတေမဒီမျိုးစုံတက်ရောက်ခဲ့ပါလေအဲ့ဒါလည်းအဲ့ဒီစေဝေးတက်ခဲ့လူတွေမီဒီယာတွေရှိတယ်လူတွေအခုရှိပါလေသူတို့ကိုလည်းမဲလို့ရပါတယ်အဲ့ဒီအချင်းစပြီးတော့ကျွန်တော်ကရှေ့လျှောက်ကျွန်တော်တို့တန်းပြည်မှာထွက်ပေါ်ပေးမှလေဒီလိုစစ်သားလေးဟိုတမလို့တောက်လျှောက်ဒီလိုဒိမသွားမလားထွက်ပေါ်ရှာမှရမယ်ဒီလိုတောက်လျှောက်သွားမယ်ဆိုရင်တန်းပြည်လာမယ်တန်းပြည်ဒုက္ခရောက်မယ်အဲ့ဒါရှေ့လျှောက်ထွက်ပေါ်ပေးမှလေကျွန်တော်ပြောတယ်ရွေးကောက်ပွဲစနစ်တွေသွားမှရမယ်အဲ့ဒါရွေးကောက်ပွဲစနစ်သွားမယ်ဆိုရင်ပါတီထောင်ရမယ်ဒီရွေးကောက်ပွဲစနစ်မှာကျင်းတော့စတင်ပြီးတော့အဲ့ဒါတင်ပေးလိုက်တယ်ဆရာဆိုရအဲ့ဒီအချင်းဝင်ကြီးချိုးကဦးသိန်းစင်ဘူချိုသိန်းစင်နော်အဲ့ဒါလို့ပါရွေးကောက်ပွဲဆက်အဲ့ဒီအချင်းတော်တော်များများကန်ကွယ်ရွေးကောက်ပွဲလို့ဆရာမလို့တော့ပါဘူးပါတီလည်းမထုံရဘူးအိုးအဲ့ပြပရောက်လေးအဖိုက်ဘောင်းဆောင်ကျွန်တော်ကိုဘယ်တော့အထည်လောက်လာတယ်ဆိုရင်ဒီဦးကျော်မင်းကခွေးပဲနော်အဲ့ဒါတော့ဆေးလာပြီးတော့ပါလေဒီကျော်မင်းကိုကင်နီဒါလန်ကအမေရိကန်တို့ဒီတော့မရအောင်လုပ်ပါဆိုတာပဲဆန်ပေးပြီးတော့အဲ့ဒီဘန်ကောက်ယူဒီယာအမျိုးသမီးယူတဲ့အဖြူပေါ့နိုင်ငံသားတယောက်လေအဲ့ဘန်ကောက်ကရှိတဲ့ကနေဒါအလောက်နိုင်ငံသားတယောက်လေပဲဆန်ပေးပြီးတော့ဒီကျော်မင်းမှာပိန်းလို့တဲ့ကိုလာဟာသာဟိုဗါလေဟိုတော့ထဲမှာလေးလေးကရောရေးပြီးတော့မှအဲ့ဒီဟွန်ကွန်အေရှားဝေးမှာအဲ့ဒီပြည်တော်သူတို့ဟိုလေအဲ့ဒီမဟုတ်မှရေးတဲ့တင်းနဲ့သူတို့လည်းတစင်းပါသူတို့ရည်ရချက်ကျွန်တော်ကနေလာဆွေးရကျွန်တော်အဲ့ဒီမှာညီတော့မရမုံထုံးမှာသူတို့အဲ့လိုရည်ရွယ်ထားတယ်ဟောအဲ့လိုအစင်းလို့လာတယ်နော်အဲ့ဒါဒီကနေ့ကျွန်တော်ပြောချင်တယ်ဒီကနေ့ဒီရွေးကောက်ပွဲစနစ်အောင်မြင်လာတယ်စချင်းပေါ်ထုတ်တာနော်ဒါတင်မှန်ပါတယ်နော်ကျွန်တော်ပြောတာမဟုတ်ဒါကျွန်တော်စချင်းကနေဒါမှာကျွန်တော်ပေါ်ထုတ်တယ်နော်ဒီကနေ့ဒီပေါ်ထုတ်စနစ်ဒီတန်းလာတယ်အဲ့ဒါတော့မြန်မာနိုင်ငံကြီးကျွန်တော်တောက်လျှောက်ပါဝင်လာတယ်နင်းချမ်းကြီး1989ခုနှစ်ကျွန်တော်စပြီးတော့အဲ့ဒီအချင်းတော်တော်နင်းချမ်းသွားပြီနော်လူထုတွေကအဲ့တော့မမီးတယ်မဟုတ်လားနော်ပါတီရအခုဒီမိုကရေစီနော်ပါတီဆုံးအထွေထွေရွေးကောက်ပွဲစနစ်နဲ့ထုံနေခုနှစ်ကျွန်တော်စပြီးတော့ပေါ်ဆောင်လာတယ်အဲ့ဒါတော့အဲ့ဒီအချင်းဒီရွေးကောက်ပွဲစနစ်ဆိုအကုန်လုံးစန့်ကျင်တယ်အဲ့ဒါကျွန်တော်အဲ့ဒီကင်နီဒါအမဒီအမေရိကန်အမဒီကျွန်တော်ကိုတန်လာထမင်းကျွေးကောက်ရဲအဲ့ဒါရှိုံတယ်ဒီရွေးကောက်ပွဲစနစ်ကျွန်တော်တို့မြန်မာနိုင်ငံဖြစ်အောင်ထောက်ခံပေးပါလို့အဲ့ဒါတိုက်တီပေးလို့ရှိတယ်အမေရိကန်တိုင်ယုံအဲ့ဒီအချင်းစစ်တမ်းမှုကြီးတာဝန်ကြလေလို့အဲ့ဒါတိုက်တီရှိတယ်နော်တေယူပြည်လည်းကျွန်တော်ကိုတန်သွားတယ်အဲ့ဒါတေယူပြည်ကနေဒါတိုင်မှကြီးတိုက်တီရှိတယ်နော်ပေကြီးမှာရှိတဲ့ပေမာတိုင်ယုံစစ်တမ်းမှုကြီးအခုလည်းရှိသေးတယ်မဒီဘူးဒီလူတွေအသိရှင်ကြီးတွေဆိုရင်သူကိုတန်တည်တယ်နော်
အဲ့ဒါကျွန်တော်သွားရှင်းခဲ့တယ်ကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒါအဲ့ဒီမှာတိုက်တည်ရှိတယ်နှုတ်ဖြစ်အောင်ဒီရွေးကောက်ပွဲစဉ်နှုတ်ဖြစ်အောင်အဲ့ဒါတော့2010ရာတည်ကျင်စပြီဒုတိယတည်ကျင်2015ခင်ဗျားတို့ဒီအခုကတတိယတည်ကျင်နော်2010အဲ့ဒါကြောင့်ကိုရွေးမြန်မာနိုင်ငံကြီးတိတ်လျှောက်လုံးကျွန်တော်ရေပေါ်တုံးရတခင်ဖက်လက်အောင်မှာပါဝင်ခဲ့တယ်လင်းချမ်းကြီးအစိုးဆုံးစားထုံ989ခုနှစ်ကျွန်တော်ပါဝင်ခဲ့တယ်ကျွန်တော်စလာတာအဲ့ဒါနော်မုံကူမှာဒီရေကောက်ပဲစင်းနီးလုံးဝလုံးတော့မရတဲ့အချိန်မှာကျွန်တော်ဖော်ထုတ်ပေးတာနော်ဒီ3ခုပေါ့ကျေးဇူးတင်ပါတယ်ဒီခေတ်ကြီးတဲ့အဲ့ဒီမဟုတ်မဟာလေးဟောစားလေတချို့မီဒီယာဒီဘုရားတွေတချို့အဲ့ဒါလေးပြန်ပြီးတော့ပါလာတယ်ဘာသိပဲလည်းမသိဘူးဘာလူချင်းတယ်လည်းမသိဘူးသူခင်ဗျာဟမ်哦，第五角民不自公松少，那民没有漏水情了，老角没形容漏水情了。对地吧？哎哪里？没事情。记住吧，得老嘛吧。那第马巴那里，文坛的，好啦，有的那里，就那，过来表，那给啥的啊？面积不孬。စိတ်ဝင်စားသည်ဆိုရင်မေးဆက်ရှင်နဲ့မေးခွင့်ရပါလေမေးပါမေးလေလူရှိလားမေးရင်တော့လာပါရှင်လားမေးအဲ့ဒါတော့မစရတာတော့မေးပါခါဝေးတယ်မေးဆက်ရှင်မေးပါဒီမှာရှိတဲ့ဝန်ထမ်းတွေစိတ်ဝင်စားရင်တော့မေးဆက်ရှင်မေးပါမစတာပြီးတော့ကျွန်တော်လည်းမစတာတော့မေးပါသူခင်ဗျမေးခွင့်ရှိပါလေဒီစားပါတော့အခါကြီးဒီကလာရှင်ကျွန်မကရိုးရိုးတန်တန်ပြီးတူလူငယ်တအုပ်ပါဇူးလို့ခေါ်ပါရှင်ကျမနေတဲ့ရောက်ကွက်မှာဒီ UTV ပါတီရဲ့ဒီဆက်ဆက်နဲ့ချက်ဆောင်ရွက်နေလိုက်ခွေရကိုကျမဖက်ခဲ့ရပါတယ်ဒီပါတီရဲ့ဘောကကောင်းစားရေးဆောင်ရွက်မဲ့အချက်တွေကိုစိတ်ဝင်စားတဲ့သဘောကျတဲ့အတွက်ပါတီနဲ့ပတ်သက်ပြီးကျမလေ့လာခဲ့ပါတယ်ဥက္ကဋ္ဌယူတော့ online media ရဲ့တအုပ်နေမှာပဲမြင်မှုတာပါအခုလိုအပြင်မှာကြုံတိုက်တော့ဆုံတွေ့နေရတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်ရှင်ကျမအနေနဲ့ဥက္ကဋ္ဌယူကိုဒီ UTV ပါတီနဲ့ပတ်သက်ပြီးတော့အပြင် social media တွေမှာရေးထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမေးခွန်းလေးအနေနဲ့မေးခွင့်ပြပါရှင်ဟုတ်ကဲ့ပထမမေးခွန်းကတော့အချို့မီဒီယာတွေမှာပန်ဆေးကြော်မြင်းကိုဥက္ကဋ္ဌကြီးနာမည်နဲ့တွေ့ထားတာတွေ့နေရပါတယ်အဲ့ဒါဘာကြောင့်ပါလဲကျမသိသလောက်ကတော့ပန်ဆေးကြော်မြင်းဆိုတာရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်တန်းထက်ပြည်သူ့စစ်ကောင်းဆောင်တရားလို့သိထားပါတယ်ဒီ UTV ပါတီနဲ့လည်းဘာမှမဆိုင်ဘူးဥက္ကဋ္ဌကြီးနဲ့လည်းဘာမှမဆိုင်ဘူးသိထားရပါတယ်ဘာကြောင့်အဲ့လိုရေးထားရလဲဆိုတာသိစင်ပါရှင်မေကုန်းလေးမေးပြီးအဲ့ဒါဆိုကျွန်တော်လည်းခဏဝေးရှိဘာကြောင့်ကျွန်တော်ကမဆရေးဖြုတ်ပြီးတော့ပြောတဲ့အတွက်ကျွန်တော်လည်းပင်90ရီနေရာပြင်သွားနေပါအဲ့မှာရှောက်ပါယောဂကလည်းအဆွေအတမရှိအညီမေးချင်တဲ့ချင်းတော့ကျွန်တော်ရှိပြန်ကပ်လာပါအခုတော့ကျွန်တော်ဖြေတဲ့အချိန်မဆကျွန်တော်အဲ့ဒီမေကုန်းလေးကျွန်တော်လည်းကြားပါတယ်တချို့ပန်ဆိုင်ချုံမြင့်ဆိုတာကျွန်တော်တွေ့လည်းမတွေ့ဖို့ပါဘူးတီးလည်းမတီးပါဘူးဘယ်လိုပန်ဆိုင်ချုံမြင့်လဲတဲ့အခုဟုတ်လားတင်ပြီးတော့ပြောကြချက်ရတော့ပန်ဆိုင်ချုံမြင့်ဆိုတာအဲ့ဒီမူဆေလန်ခန့်နေပြည်သူစစ်ကောင်းဆောင်အဲ့ဆိုပန်ဆိုင်အဲ့ဒီပန်ဆိုင်ချုံမြင့်အဲ့ဒီမှာရှိတယ်အိမ်ထဲရှိတယ်လူလည်းရှိတာပေါ့နော်သူအတီ UTP ပါတီတွေဘာကြောင့်ဒီလိုနာမည်တွဲပြီးတော့ရေးတာဆိုရင်အဲ့ဒါမီဒီယာပါရွယ်ချက်ပါသိပဲလဲဆိုရင်တော့ဘာမှမပတ်သက်လို့လူတယောက်ဒီလိုလာပြီးတော့ရေးတာအဲ့ဒါမီဒီယာသူတို့ပါရွယ်ချက်လည်းမသိဘူးအဲ့ဒါတော့ social media တွေကိုမေးပါကျွန်တော်လည်းဖြစ်เสียမှုလို့ပါကဲဒုတိယရှိလားရှိရင်မေးပါမေးတယ်လို့ရှိရင်မေးဟုတ်ကဲ့ဒါလေးပါပြီးကျေးဇူးတင်ပါရှင်ဒုတိယမေးခွန်းလေးဆက်ပေးခွင့်ပြုပါကျမကဒီ UTV ပါတီကိုစိတ်ဝင်စားလို့ပါတီနဲ့ပတ်သက်ပြီးလေ့လာရတော့ဆိုရင်ဥက္ကဋ္ဌကြီးကစစ်ဆိုးရစီက1990ခုနှစ်ကရေဘော်ဝင်အနိုင်ရတဲ့ NLD ပါတီကိုအာဏာသိမ်းပေးဖို့တောင်းဆိုတာပေါ့နော်အဲ့လိုတောင်းဆိုတာကိုပုံမှန်9ညနဲ့ထောင်ချခံထားတယ်လို့ကြားသိထားပါပါတယ်ဒါပေမဲ့အခုအချုပ်မီဒီယာတွေမှာပုံမှန်9ညကိုစီးပွားရေးပုံမှန်လို့ဘာကြောင့်ရေးထားလဲဆိုတာကိုလည်းသိစင်ပါရောက်ခိုင်းရှင်โอเคအဲ့ဒီမေကွန်းနဲ့အမှန်ကောင်းပါလေအဲ့ဒါ
အဲ့ဒီအချိန်မှာကျွန်တော်ကနင်းချောင်းရေးကောင်းဆောင်တေဦးပြည်ရန်ကုန်မှာနေတာအဲ့ဒါတော့တမီးတော်တွေတည်ပါတယ်အဲ့ဒီအချိန်မှာဒါနာဝါသာပေါ့ဆရာဆွေရအုပ်ချုပ်တယ်ပေါ့သူတို့ကအဆွေရတော့မခေါ်ပါဘူးသူတို့အဖွဲလို့ခေါ်တာနော်အဖွဲခေါ်တာဆိုတာတော့ကျွန်တော်နိုင်ငံအဲ့ဒီအချိန်အဆွေရမရှိဘူးသူတို့လည်းသူတို့အဆွေရတော့သူတို့မပြောပါဘူးသူတို့ခလာလေးရာရီထင်းတင်းတာတော့သူတို့ပြောပါတယ်နော်အဲ့ဒါတော့ကျွန်တော်ဆရာဆွေရရှိမှကျွန်တော်စာတင်တယ်ဒီလိုနိုင်ငံတခုကိုဒီလိုအကြကြီးအစိုးရမရှိအဖွဲရှိဒီလိုကြာတင်းတော့ကျွန်တော်နိုင်ငံတက်ခါကြတယ်ကိုအစိုးရမဖိုက်လေရင်အဲ့ဒီတုံ990ခုနှစ်ပေါ့နော်လိုက်ခဲ့တဲ့အစိုးရ NLD ကိုအလာလွဲပေးပါတော့ကျွန်တော်စာပြီးပို့တယ်လာဝသားရှိပေါ့နော်ခေါ်တော့ဆရာဆွေတကယ်အစိုးရမဟုတ်ဘူးအဖွဲရှိတယ်ပေါ့ပို့တယ်အဲ့ဒီပို့လေးစာလေးအဲ့လိုတောင်းဆိုတာအဲ့ဒီပို့လေးစာလေးကျွန်တော်တလန်ကန်လုံးကိုဖျက်နေတယ်ဖျက်နေတဲ့အခါမှာနော်တခြားလူတာမျိုးမတောင်းဆိုရဘူးလေမပြောရဘူးလေကျွန်တော်အဲ့ဒီအချိန်နင်းချမ်းကောင်းဆောင်တရားဆိုရင်တော့ကျွန်တော်ပြောတင်တာကျွန်တော်ပြောတာပေါ့အရင်တော့နင်းချမ်းယူတာလည်းကျွန်တော်တို့ကအဲ့လိုတိုက်ခက်ပြခါကြီးမှရက်စေးတာနိုင်ငံရေးမဆွေးနွေးဘူးတော့ကျွန်တော်တို့ကအဲ့လိုတပေါ်တူထားတယ်အဲ့ဒါကြောင့်ကိုဒီလိုတောင်းဆိုတဲ့အတွက်ကျွန်တော်ကသူတို့ကကျွန်တော်ကို9ညပေါ့နော်နိုင်ငံရေးပုံမှာအဲ့ဒါအင်းစင်ထောင်မှာလေအင်းစင်ထောင်မှာအဲ့ဒီမှာအင်းစင်တရားရုံးမှာ9ညခုနှစ်နှစ်ချလိုက်တာပေါ့နော်အဲ့ဒါ9ညမှာနိုင်ငံကြီးအဲ့ဒါအဲ့ဒီကိုဒါပေမဲ့ဒီလူရင်းမီဒီယာကျွန်တော်လော်ယာမဟုတ်ဘူးနော်အဲ့ဒါတော့ဒီ9ညဆိုနိုင်ငံရှိပွားရေး9ညနိုင်ငံကြီး9ညပုံမှန်မဟုတ်တော့ကျွန်တော်တို့ဥပဒေပညာရှင်မဟုတ်ပါဘူးအဲ့ဒါတော့မြန်မာနိုင်ငံမှာဒီစေဥပဒေက9ညဆိုတာရှိပွားရေးပုံမှန်လားနိုင်ငံရေးပုံမှာလားအဲ့ဒါဥပဒေကတူရှိမှာပါအဲ့ဒါတော့ကျွန်တော်ကိုမေးဆရာမလို့ပါဘူးသူတို့ပါချင်းကိုနိုင်ငံရေးပုံမှာကိုရှိပွဲပုံမှာပါရည်ရွယ်ချစ်လေအဲ့ဒါလေအဲ့ဒီမီဒီယာကိုမေးတင်တယ်အဲ့ဒီရေးတယ်လို့များဒါပေမဲ့တင်မေးတော့ရမှာမဟုတ်ဘူးအဲ့ဒါတရားဝင်မီဒီယာလည်းမဟုတ်ဘူးအဲ့လိုပြောတယ်လို့တဲ့အဲ့လိုရေးတာဒါ Facebook ပေါ်မှာရေးတယ်မလားအဲ့ဒီ Facebook အကောင့်လည်းအတူနာမည်နဲ့အတူတင်ပြီးတော့အဲ့ဒီလူကိုရှာလို့မှမရဘူးအဲ့ဒါမျိုးလူတွေ social media အဲ့ဒါမျိုးလူကမန်ကန်နဲ့မီဒီယာတွေမှလေကျဲမှာမဟုတ်မုံမှာအဲ့ဒါနော်အဲ့လိုဖြစ်မယ်နော်အဲ့ဒါပဲကြီးစိုးပါအဲ့ဆိုရင်ဒီမှာနောက်ဆုံးမိကုန်းလေးကိုဆက်ပြီးပြပြပါအချို့မီဒီယာတွေကဥက္ကဋ္ဌရေကိုဖေးနဲ့ပတ်သက်နေတယ်လို့ဖေးနဲ့လုပ်နေတယ်လို့ရေးထားရင်တွေ့နေရပါတယ်။ဘာကြောင့်သူတို့အဲ့လိုရေးထားရလဲပေါ့နော်။သူတို့မှတကယ်အထောက်အထားရှိလို့တော့ဒါမှမဟုတ်ကောလာဟာလာလား။အားရချက်နဲ့အဲ့လိုမျိုးရေးနေတယ်ဆိုတာလည်းသိစင်ပါရဲ့ချက်။ဒီမေကုန်းအမှန်ကောင်းတယ်ကျွန်တော်လည်းစိတ်ဝင်စားတယ်။အဲ့ဒီအဆိုလည်းကြီးစုတင်တယ်ဒီလိုမေးတာလေ။ဒီမေကုန်းကျွန်တော်လည်းမေးချင်တယ်ဒီလားအဲ့ဒီမီဒီယာဘာကြောင့်ဒီလိုဟုတ်တယ်လို့မဟုတ်တယ်လို့ကြီးကဘာရည်ရွယ်ရှိတယ်အဲ့ဒီမေကုန်းအဲ့ဒီရေးလို့လို့မေးစေချင်တယ်ကိုလာကျွန်တော်ပြောတာပေါ့မြန်မာနိုင်ငံမှာဒီဘိန်းတော့တရှိရပဲရေးလို့ရှိတယ်လေအဲ့ဒီမှာမတန်းဘယ်လိုလဲလို့သူတို့မတန်းရှိမယ်သူတို့ဖမ်းမယ်သူတို့ကိုယ်တိုင်အထောက်ထားရှိရင်ဘာလို့တရားဖက်ကိုမတန်ဘူးလဲဘာလို့ဒီလိုကိုလာဟာတွေရေးတယ်ဟမ်အဲ့လိုကိုလာဟာရေးတဲ့အတိတ်ပဲပါလေရည်ရွယ်ချက်ကဘာလဲနော်အဲ့ဒါပဲကိုလာကျွန်တော်ပြောတယ်တချို့မီဒီယာတွေပြောတဲ့အခုက UDP ပါတီလေကိုစလလုံးအရေးတဲ့ဆိုရင်ဒုတိယအများဆုံးနော် NLD လည်းပြောဒုတိယအများဆုံးဖြစ်နေတယ်လို့တလန်ကန်လုံးဝင်ပြန်လေပါတီကြီးတခုဖြစ်တယ်အဲ့ဒီအဲ့မီဒီယာကျွန်တော်ကျေးဇူးတင်ပါတယ် UDP ကိုပါတီကြီးတော့တပတ်ထားတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့ဒါတဲ့လေဒီဟာလေးပြောတယ်ဥက္ကဋ္ဌလေးကိုကြီးကိုတာပိုင်ဆိုင်မှုပေါ်ပြလို့လောက်ကျော်ရှင်းတော့အဲ့ဒါလေးသူတို့ကပြောတယ်အဲ့ဒါတော့ကျွန်တော်လည်းမေးစီချင်တယ်အဲ့ဒီမီဒီယာဒီဘာကြောင့်ဒီလိုရေးတယ်လဲဆိုတော့ကျွန်တော်တော့မေးစီချင်တယ်ဒီမေကုန်းကမဟုတ်မဟာလေထောက်ထားမရှိလေဒီလိုကိုလာဟာလာရေးတဲ့မီဒီယာဒီအဲ့ဒါကျွန်တော်ထင်တယ်တရားဝင်မီဒီယာမဟုတ်ဘူးအဲ့ဒါ Facebook အကောင့်လည်းအတူလူလာမြင်တဲ့အတူတွေအဲ့ဒါမျိုးဖြစ်မယ်အဲ့ဒါလေအဲ့လိုရေးတဲ့လူမှတင်မြင်မှာရမယ် sorry ပါကျွန်တော်အဲ့ဒါမျိုးသူတို့ပါရည်ရချစ်တယ်ဟုတ်တော့မဟုတ်ဆိုရင်ဒီကိုလာမီဒီယာ
ဒီ UDP ကိုပါတီကြီးဖြစ်လာလို့ကြောက်လို့ပုတ်ခါတယ်လို့ပါတီကိုဂုံတက်ခါကြအောင်လားဘုံရင်ကြအောင်ရေးတယ်လားအဲ့ဒါမကြည့်ပါဘူးအရင်တော့မရှိဘူးနော်တမီးတို့ကြားလာလေဒီကြီးပန်းလုံးမှာကြားလာတယ်အရင်တော့ဒီကြီးပန်းဆိုရင်ဒီ UDP ကိုတလန်ငန်းလုံးပါတီကြီးတခုဖြစ်လာတော့ဒါလေးပေါ်လာတယ်အရင်တော့မပေါ်ဘူးအဲ့ဒါတော့မကြည့်ပါဘူးနော်အဲ့ဒီသူတို့ပါရည်ရွယ်ရှိတယ်ဒီလိုရေးတာအဲ့ဒါတော့ဘယ်သူကလော်ပြလုပ်တယ်လေအဲ့ဒါလေတမီးကအဲ့ဒီလူကိုမင်းမှရမယ်ကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်မဖြစ်လိုက်ပါဘူး sorry ပါကျန်တာရှိနေကျန်တာမေးဆက်ရှိလားမေးတဲ့လူရှိသေးလားထားမရှိတော့ပါရှင်အခုလိုမျိုးစိတ်ရည်လက်ရှိနဲ့ဒီကုန်းတွေကိုဖြည့်ချပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ဆုံးပြောရှင်တော့ကျွန်တော်တို့ပါတီတွေတကယ်လေးတွေ့ပေါ့နော်ဆောင်ရွက်သွားလေစစ်လေချစ်ပါနော်အဲ့ဒါတစ်ချက်ကျွန်တော်မပြောရှင်တော့ပါဘူးအဲ့ဒါတော့ကျွန်တော်တို့တိုက်ဆိုင်ရာမြို့လေရကြီးတန်းကြီးပြည်နယ်အကုန်ရှိတယ်စေဝင်စားသူဆိုရင်ဒီပေါ်မှာပါတီရေးထားတယ်ဆိုရင်ဒါတော့အခြေခံပါဒီဟာရပြီဆိုရင်ဒါကောင်းနေတော့မဟုတ်ဒီဟာတော့အခြေခံဒီဩစာကို9နှစ်အတွင်းကျွန်တော်အမခံတယ်တကယ်လို့ပြည်သူကိုယ့်အကိုအလာရလို့ရှိရင် UDP ကကျွန်တော် UDP ပြည်သူကသူ UDP အဲ့ UDP ဖြစ်တဲ့လူကိုအလာရလို့ရှိရင်9နှစ်အတွင်းဒီစတဲ့ချက်ကိုအကောင့်တွေပေါ်မယ်မပေါ်လာဘူးဆိုရင်ကျွန်တော်ကိုထောင်တန်းပေးပါပြည်သူလူထုတွေကကျွန်တော်ကိုကြည့်ကြလိုက်ပါနောက်ဒီနိုင်ငံလုံးရှိထားသော UDP ပါတီတွေစက်ဖို့ကိုဖြုတ်ချမိရှုဒါကျွန်တော်ရဲတင်းအမခံတယ်အဲ့ဒါကြောင့်ကိုဒီနိုင်ငံလုံးရှိတဲ့တန်လင်းပြည်နယ်ရကြီး UDP ပါတီဒီပြည်သူဒီပေါ်ဝကောင်းပေါ်အတွက်ဆောင်ရွက်ပါလို့ကျွန်တော်တိုက်တွန်းပြောနေမေကုန်းချုပ်လိုက်ပါတယ်ကျေးဇူးပါ